လုံမှာထက်လူကြီးကနေပြီးတော့မင်းဒီ project ကိုတစ်ပတ်အတွင်းအောင်မြင်မြင်ပြီးအောင်လုပ်နိုင်ရာထူးတိုးပြီးမယ်လို့ပြောတယ်အဲ့ဒါနဲ့ကိုလည်းနေ့မနက်ညမအားစူးစမ်းပြီးတော့အကောင်းဆုံး project ကိုအဆုံးသတ်ပြီးလိုက်တယ် okay တစ်ပတ်နဲ့ပြီးသွားပြီအဲ့ဒီအချိန်ကျတော့မှလူကြီးကမင်း project ကတော့ပြီးတယ်ဒါပေမဲ့တခြားဌာနလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာမင်းကတော်တော်လေးအားနည်းသေးတယ်အဲ့ဒီခါကျတော့အဲ့ဒါလေးအဆင်ပြေမှမင်းကိုရာထူးတိုးပြီးလို့ရမယ်ဆိုပြီးတော့ပြောတာဒီလိုအခြေအနေမျိုးကိုကြုံဘူးလားဒီထက်ပိုပြီးတော့နည်းနည်းရင်းနှီးမဲ့ဥပမာလေးပေးရလို့ရှိရင်ကိုကနေပြီးတော့တငယ်ချင်းနဲ့စကားပြောနေရနေပြီးမင်းကဘယ်တော့မှငါ့ကိုမှားသွားရဆိုတော့မတောင်းပါဘူး။အရင်တစ်ခေါက်ကမှားထားတာမတောင်းပါဘူး။အဲ့ဒီခါမှာကိုကပြောတယ်။တောင်းမှန်ပါတယ်တကယ်ချင်း။မင်းတောင်းမှန်တာစိတ်ရင်းနဲ့တောင်းမှန်တာမဟုတ်ဘူး။ဒီလိုအပြောမျိုးတွေကြားဘူးလား။အဲ့ဒါကဘာလဲလို့ပြောရင်စိတ်ပညာရ moving the goal post လို့ခေါ်တယ်။ဂိုးတိုင်ကိုရွှေ့ခြင်း။ဘောလုံးဘက်မှာကိုကနေပြီးတော့အပြေးလွှားနဲ့ဘောလုံးတစ်လုံးကိုတစ်ဖက်ဂိုးတိုင်စီကိုရောက်အောင်လို့ကန်သွင်းလိုက်မဲ့အချိန်ကြတော့မှအဲ့ဒီဂိုးတိုင်ကိုတခြားနေရာရွှေ့လိုက်တာ။ဒါကအာရှတိုက်ကမိဘတော်တော်များများကသူတို့သားသမီးတွေကိုအောင်မြင်စေခြင်းတဲ့အခါမှာသုံးတဲ့ manipulate technique လို့ကျွန်တော်တို့ပြောတယ်။ Chinese parent technique ဆိုပြီးတော့လည်းတချို့ပြောတာမျိုးရှိတယ်ပေါ့နော်။ဆိုတော့ဒါကတော့stereotype ကနေလာတာပါ။ဒါပေမဲ့ဘာဖြစ်လို့သုံးတာလဲဆိုရင်တစ်ဖက်လူရဲ့အရေးအသွေးကိုပို့ပြီးတော့မြင့်စေခြင်းနေဆိုတော့ယူဆခြင်းနဲ့သုံးတာဒါပေမဲ့အဲ့လိုအသုံးခံရတဲ့အဲ့လိုထိန်းချုပ်ခံရတဲ့အဲ့လို manipulate လုပ်ခံရတဲ့သူဒီအမြဲတမ်း exhausted ပေါ့ပင်ပန်းနေသူတို့ရဲ့စိတ်ထဲမှာတောကအမြဲရောက်နေသူတို့လိုချင်တယ်ဆိုတော့ရည်မှန်းချက်ကဘယ်တော့မှမပြည့်နိုင်ဘူးဆိုတော့တိရက်နဲ့အဲ့ဒါကိုစူးစမ်းနေရတယ်အဲ့ဒါကို manipulate လုပ်တဲ့သူတွေကလည်းသိတယ်ကိုယ်အမြဲတမ်းကိုကလုံလောက်မပြည့်ဝသေးဘူးဆိုတာမျိုးဆိုတော့အဲ့လိုမပြည့်ဝသေးဘူးဆိုတဲ့ခံစားချက်နဲ့ပိတ်မိနေပြီးတော့သူတို့ရဲ့approve ပေါ့ချီကျူးတာတွေလက်ခံပေးတာတွေကိုရအောင်တောင်းတနေပြီးတော့စက်စူးစမ်းနေအောင်လုပ်တာမျိုး okay အဲ့ဒါဆိုရင်ဒီနီးလန်းကိုဒီလိုတွေသုံးကြတယ်သုံးပြီးတော့ manipulate လုပ်ကြတယ်ဆိုတာမျိုးတွေကျွန်တော်တို့သိပြီဘယ်လိုယုံထွက်မလဲနီးလန်းနှစ်ခုပဲရှိပါတယ်သူတို့ရဲ့လက်ခံပေးမှု approve ပေါ့ကိုယ် manipulate လုပ်တဲ့သူတွေ approve ကိုမလိုတော့ဘူးဆိုပြီးတော့တွေးလိုက်ပေါ့အဲ့လိုတွေးလိုက်ရင်လေကိုယ့်ရဲ့ပင်ပန်းတဲ့တော့ကပျောက်သွားနိုင်တယ်ဒုတိယတစ်ခုကတော့သူတို့စီကနေပြီးတော့စံနှုန်းတစ်ခုရလာပြီ manipulate လုပ်တဲ့သူစီကနေပြီးတော့စံနှုန်းအသစ်တစ်ခုရလာပြီဆိုရင်အဲ့ဒီသဘောတူညီချက်ကိုနှုတ်ကတိနဲ့မထားပါနဲ့အထောက်အထားတစ်ခုယူပါ voice record ယူတာဖြစ်ဖြစ်စာထဲမှာချရေးခိုင်းတာဖြစ်ဖြစ်ပေါ့အလုံးမှာဆိုရင်တော့ဒေတာပေါက်စာချုပ်စာတမ်းတစ်ခုခုနဲ့လုပ်ရမျိုးပေါ့ contract တစ်ခုခုရှိတာမျိုးဖြစ်တဲ့နေပေါ့ okay ပါဆိုတဲ့အခါကျတော့သိထားဖို့ကတော့ကိုယ်တကယ်တန်ဖိုးထားတဲ့သူကကိုယ့်ရဲ့ကြိုးစားမှုကိုမြင်ရင်ဂုဏ်ပြုပေးပါလိမ့်မယ်အလေးနဲ့ထားပါလိမ့်မယ်ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုထပ်ပြီးတော့ညှင့်ပြီးတော့ဆက်ပြီးတော့ကိုယ့်ရဲ့အင်အားကြီးကုန်တဲ့အထီကိုတွန်းမှာမဟုတ်ပါဘူး alright နောက်တစ်ပိုင်းမှာတော့ကျွန်တော်တို့ weaponize incompetence ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတော့ပါမယ်အားလုံးပဲအတိတ်တတိနဲ့အေးချမ်းကြပါစေ